လက်ရှိ Premier League အမှတ်ပေးစရာအဆင့်1မှာရပ်တည်နေတဲ့ Arsenal အကြောင်းစာဝါးကြည့်အောင်ဗျအဆင့်2က Manchester City ကိုရမှတ်4မှတ်ဖြတ်ထားတဲ့ Arsenal ဟာနိုင်ငံတကာပွဲစဉ်တွေပြီးလို့ Premier League ပြန်စတဲ့အခါလာမယ့်အပတ်မှာခါတီးတဲ့မဟာပြိုင်ဘက်မြောက်လန်ဒန်ဒါဘီပြိုင်ဘက်ပေါ့ဗျာ Tottenham Hotspur နဲ့ထိပ်တိုက်တွေ့ဆုံရင်ဆိုင်ကစားရမှာဖြစ်ပါတယ်ဒါပြင်တော့ဂျာယက်မှာ Champions League ပွဲစဉ်ဖြစ် Bayern Munich နဲ့ကစားမှာဖြစ်ပြီးတော့အဲ့နောက်မှာ Chelsea, Brentford, Aston Villa တို့နဲ့ဆက်တိုက်ကစားဖို့ရှိပါတယ်ပထမဆုံးရင်ဆိုင်ကစားမယ်စပါးနဲ့ပွဲစဉ်ဟာဒီဟာဒီ Arsenal အတွက်အားထားရတဲ့ Cancelo, Gabriel, Brazil လက်ရွေးစင်အသင်းနဲ့နိုင်ငံတကာပွဲစဉ်တွေမှာဒဏ်ရာရခဲ့လို့လွဲချော်သွားဖို့ရှိပါတယ်ဒါက Arsenal အတွက်ထိုးနှက်ချက်တစ်ခုလည်းဖြစ်လာနိုင်ပါတယ်ဒီဟာဒီ Arsenal ရဲ့ Cancelo မှာအမခန်းတိုင်းကြီးလို့ Gabriel က Saliba နဲ့အတူအတွဲညီညီကစားထားတဲ့သူလည်းဖြစ်ပါတယ်လာမယ့်ပတ်Tottenham Hotspur နဲ့ရင်ဆိုင်ရတဲ့ပွဲမှာပြိုင်ဆိုင်မှုပြင်းထန်ဖို့ရှိနေပါတယ်ဒီဟာဒီ Arsenal အသင်းဟာအိမ်ကွင်းပွဲစဉ်5ပွဲမှာလုံးဝရှုံးပွဲမရှိထားပါဘူးပြိုင်ဘက် Tottenham Hotspur အသင်းကလည်းဒီဟာဒီအဝေးကွင်းပွဲစဉ်5ပွဲကစားပြီးတော့တပွဲမှမရှုံးထားပါဘူးဒါပေမဲ့လက်ရှိရှေ့စွမ်းတဲ့ကစားပုံရ Arsenal အသင်းက Tottenham Hotspur အသင်းကိုရှုံးနိုင်ဖို့အကြောင်းမရှိပါဘူးအနိုင်ဆုံးသေတော့ရနိုင်စွမ်းယူနိုင်စွမ်းရှိနေပါတယ်ဒီပွဲပြီးတော့3ရက်ကြာအိမ်ကွင်းမှာပဲ Champions League ပွဲစဉ်အဖြစ် Bayern Munich ကိုအခမ်းကစားမှာဖြစ်ပါတယ် Bayern Munich အသင်းကတော့ဒီဟာစီရှုံးပွဲလုံးဝမရှိထားတဲ့အသင်းဖြစ်ပြီးတော့ကစားပုံရောယုံကြည်မှုပါအတော်လေးမြင့်မားနေတဲ့အသင်းဖြစ်ပါတယ်ဒီပွဲက Arsenal အတွက်လွယ်ကူမှာတော့မဟုတ်ပါဘူးဒီပွဲကို Arsenal ကမရှုံးနိုင်အောင်ကစားနိုင်တယ်ဆိုရင် Arsenal အတွက်အပေါင်းလက္ခဏာဆောင်တဲ့ရလဒ်လို့ဆိုနိုင်ပါတယ်တကယ်လို့သာအနိုင်ရလဒ်ပါဖော်ဆောင်နိုင်ပြီဆိုရင်တော့ Champions League ကိုစိန်ခေါ်ဖို့ Arsenal အဆင်သင့်ဖြစ်နေပြီလို့တောင်ပြောနိုင်ပါတယ်ဒီပွဲပြတာနဲ့နောက်3ရက်အကြာမှာပဲ Arsenal ဟာနောက်ထပ်လန်ဒန်ဒါဘီပွဲစဉ်တစ်ပွဲအဖြစ် Chelsea အသင်းရဲ့အိမ်ကွင်းကိုတွားရောက်ကစားရမှာဖြစ်ပါတယ် Arsenal အသင်းရဲ့ Premier League Champion လမ်းကြောင်းမှာအဓိကအတားအဆီးဖြစ် Chelsea ကလည်းရှိနေတာပါလက်ရှိမှာလည်း Arsenal နဲ့ Chelsea ကရမှတ်6မှတ်ပဲကွာရှာထားပြီး Chelsea ကအမှတ်ပေးစရာအဆင့်3မှာရပ်တည်နေတာဖြစ်ပါတယ်ထိပ်တိုက်တွေ့ဆုံမှတ်တမ်းမှာတော့ Chelsea ဟာ Arsenal ကို2021နောက်ပိုင်းအနိုင်မရတော့တာတွေ့ရပါတယ်ဒါပေမဲ့ဒီဟာဒီ Chelsea အသင်းရဲ့ခြေစွမ်းကအဆင့်တစ်ခုမှရှိနေပြီးတော့တိုက်စစ်နဲ့ကွင်းလယ်ဟာ Arsenal ကိုကောင်းကောင်းရှင်ပြိုင်ကစားနိုင်စွမ်းရှိနေပါတယ်ဒါကြောင့်ဒီပွဲစဉ်ဟာ Arsenal အတွက်စမ်းသပ်မှုကြီးမားပါလိမ့်မယ် Chelsea နဲ့ပွဲစဉ်ပြီးတော့ Brentford ကိုအိမ်ကွင်းမှာအခမ်းကစားမှာဖြစ်ပါတယ် Brentford ကအဓိကတိုက်စစ်ကစားသမားတွေဆုံးရှုံးထားပေမဲ့အသင်းကြီးတွေကိုဒုက္ခပေးနိုင်တဲ့အသင်းဖြစ်ဆက်လက်ရပ်တည်နေစေဖြစ်ပါတယ်ဒါပေမဲ့ Brentford ကဒီဟာဒီအဝေးကွင်းစွမ်းဆောင်ရင်ညံ့ဖြစ်နေတာကိုတွေ့ရပါတယ်၅ပွဲကစားပြီးချိန်မှာတပွဲပဲအနိုင်ရထားပြီး၄ပွဲကိုချုံနှိမ်ထားတာပါဒါကြောင့် Arsenal ဒီပွဲကိုတေချာပေါက်အနိုင်ယူနိုင်စွမ်းရှိနေပါတယ်ဒါပြင်တော့ Aston Villa နဲ့ Arsenal ကတွေ့ရမှာပါ Villa ရဲ့အိမ်ကွင်းကိုတွားပြီးကစားရမှာဖြစ်လို့ Arsenal အတွက်တော့မရှောင်ပါဘူးဘာလို့လဲဆိုရင် Villa ဟာ Manchester City ကိုတောင်သူတို့ရဲ့အိမ်ကွင်းမှာဒီဟာဒီမှာအနိုင်ကစားထားတာတွေ့ရပါတယ်ဒါပေမဲ့ Arsenal အနေနဲ့ Champions Super ကိုရယူခြင်းနဲ့ဆိုရင်တော့ဒီလိုပွဲမျိုးကိုအနိုင်ကစားဖို့လိုအပ်တာတော့အမှန်ပါပဲပြန်ချုပ်ရရင်တော့လာမယ့်ပွဲစဉ်၅ပွဲဟာ Arsenal အတွက်တကယ့်ကိုကြီးမားတဲ့စမ်းသပ်မှုတွေဖြစ်ပြီးတော့ Champions League အတွက် Arsenal ဘယ်လောက်ထိအဆင်သင့်ဖြစ်နေပြီလဲဆိုတာသက်သေပြရမှာဖြစ်ပါတယ်တကယ်လို့ဒီထက်ကတပွဲကိုရှုံးနေခဲ့ရင် Arsenal ဟာနောက်ကကတ်လိုက်လာတဲ့ Manchester City အသင်းနဲ့အရန်ကိုနီးကပ်သွားမှာဖြစ်ပါတယ်နှစ်ပွဲလောက်ရှုံးသွားမယ်ဆိုရင်တော့အဆင့်1နေရာကတော့ဖယ်ပေးရနိုင်တဲ့အနေအထားမျိုးရှိပါတယ်ဒီစမ်းသပ်မှုမှာ Arsenal ဘယ်လောက်ထိရမှတ်စုဆောင်းနိုင်မလဲဆိုတာ comment မှာပါဝင်ဆွေးနွေးသွားလို့ရပါတယ်ဗျာ